ပေါ်ပေါ်ပြင်းထန်လာတဲ့ရုရှားယူကရိန်းစစ်ပွဲဂရိန်းတော်ပဲမင်္ဂလာများဆွဲဆောင်အင်တာနက်မှကနေပြန်လည်ကြိုလိုက်ပါရင်ရုရှားသမ္မတဗလာဒီမာပူတင်ကယူကရိန်းဘက်ကနေရုရှားပိုင်နယ်ထဲကိုပြစ်ခတ်နေတဲ့အဝေးပြစ်ဒုံးကျည်တိုက်ခိုက်မှုတွေကိုလုံးဝဂရုမစိုက်ဘူးလို့ပြောဆိုလိုက်ပါတယ်။သူရဲ့သုံးသပ်ချက်ကတော့ယူကရိန်းရဲ့တိုက်ခိုက်မှုတွေဟာကြိုးသက်ရောက်မှုမရှိဘူးလို့ဆိုပြီးအဲ့လိုလွှတ်ရက်တွေကစစ်ပွဲရဲ့ဥတီချက်ဒါမှမဟုတ်စစ်အခြေအနေကိုပြောင်းလဲပြနိုင်မှာမဟုတ်ဘူးလို့ညင်းဆိုခဲ့ပါတယ်။စစ်ရေးဗျူဟာအရဥဆောင်ခွင့်ကရုရှားတပ်ဖွဲ့တွေရဲ့လက်ထဲမှာပြေဝရှိနေပါတယ်လို့လည်းပူတင်ကပြောဆိုသွားခဲ့ပါတယ်။အဲ့လိုညင်းဆိုရခြင်းအနောက်ကွယ်မှာရွေးချက်ရှိနေပါတယ်။ပူတင်ဟာပြည်တွင်းမှာစီးရီးယားအခက်အခဲတွေရှိနေတဲ့ကြားကနိုင်ငံခြားသားတွေရဲ့စိတ်ဓာတ်ကိုမြင့်တင်ဖို့နဲ့နိုင်ငံဖိအားတွေကိုရှော့ချဖို့ကြိုးပမ်းနေတာကိုတွေ့ရပါတယ်။ဒါ့အပြင်ရုရှားတပ်တွေကဒီနေ့အတွင်းမှာပဲစတူရန်ကီလိုမီတာ9000အနီးပါးရှိတဲ့နေမြေတွေကိုသိမ်းပိုက်ရအောင်ထားနိုင်ခဲ့တဲ့ဆိုတဲ့အချက်လက်ကိုပါထည့်သွင်းပြောဆိုခဲ့ပါတယ်။ဒါကရုရှားဘက်ကကမ္ဘာကိုပုံဖော်ပြခဲ့တဲ့စစ်ပွဲရဲ့အခြေအနေပေါ့ဗျာ။ပူတင်ရဲ့ပြောကြားချက်တွေနဲ့စမ်းကျင်ဘက်မှာတော့ယူကရိန်းသမ္မတဗိုလိုဒီမာဇလန်စကီဘက်ကနေအလွန်အရေးကြီးတဲ့စစ်သွဲချက်တစ်ရပ်ကိုထုတ်ပြလာခဲ့ပါတယ်။ယူကရိန်းသမ္မတဗိုလိုဒီမာဇလန်စကီကတော့ရုရှားရဲ့အဖျက်လုပ်ငန်းတွေဟာစစ်မြေပြင်ထက်ပုံမကျပြန့်လာတယ်လို့ဆွဆွဲလိုက်တာဖြစ်ပါတယ်။သူရဲ့ပြောကြားချက်မှာရုရှားဟာရေးရည်တက်စုလို့ခေါ်တဲ့ရေနံတင်သင်္ဘောတွေကိုစစ်ပွဲအတွက်ငွေကြေးထောက်ပံ့ရမှာတုံးတဲ့အပြင်ဒီသင်္ဘောတွေကိုဥရောပနိုင်ငံတွေမှာထောက်ပံ့ရေးဖျက်ဆီးရေးနဲ့မတည်မှုဖြစ်ပေါ်စေတဲ့လုပ်ငန်းများလှုပ်ဆောင်မှုအတွက်အသုံးပြုနေရလို့အခိုင်အမာပြောဆိုခဲ့ပါတယ်။ဒီဆွဆွဲချက်ဟာအလွန်ပြင်းထန်ပါတယ်။ဘာကြောင့်လဲဆိုတော့ဒီရေနံတင်သင်္ဘောတွေဟာစစ်ပွဲနဲ့မသက်ဆိုင်တဲ့နေရာဒေသတွေအထိသွားလာနေတဲ့အတွက်မမျှော်လင့်ပဲပင်လယ်ပြင်ပြစ်မှတ်တွေကိုတိုက်ခိုက်တာဒါမှမဟုတ်ပတ်ဝန်းကျင်ဆိုင်ရာဘေးအန္တရာယ်ဖြစ်စေတဲ့စီယိုဖိမှုတွေဖြစ်စေတာမျိုးတွေကနေတဆင့်နိုင်ငံတကာပင်လယ်ရေကြောင်းလုံခြုံရေးကိုချိန်ချောက်နိုင်လို့ပဲဖြစ်ပါတယ်။ဇလန်စကီကဒါရီယာရန်ကိုစွန့်ရင်စရာကောင်းပြီးနိုင်ငံမှာမိတ်တီကလည်းရုရှားရဲ့အဖျက်လုပ်ရတဲ့အတွက်ပြပြသားသားတကယ်လက်တွေ့ကျတဲ့တုံ့ပြန်မှုပေးဖို့လိုတယ်လို့တိုက်တွန်းပြောဆိုသွားခဲ့ပါတယ်။ဒါ့အပြင်ဆောင်းအတီဟာလည်းနီးကပ်လာနေပြီဆိုတော့ယူကရိန်းအစိုးရဟာဒါအပြင်အဆောက်အအုံတွေကိုကာကွယ်ပေးဖို့အတွက်အမေရိကန်ဒေါ်လာ36တန်းကိုအရေးပေါ်ခွဲဝေချထားပေးလိုက်ပါပြီ။ရုရှားရဲ့အဓိကတိုက်ခိုက်မှုပြစ်မှတ်ဖြစ်တဲ့စွမ်းအင်ကဏ္ဍကိုဆောင်းရာသီမတိုင်မီမပြည့်စည်အောင်ပြင်ဆင်ပြီးခိုင်ခန့်အောင်လုပ်ဖို့ဟာယူကရိန်းအတွက်အချိန်နဲ့တပြေးညီလှုံ့ဆော်ရတဲ့အဓိကစိန်ခေါ်မှုဖြစ်ပါတယ်။ဒီရန်ပုံငွေဟာပြည့်စည်သွားတဲ့စနစ်တွေကိုအမြန်ဆုံးပြုပြင်ဖို့အတွက်အပိုပစီတွေစုဆောင်းတာမျိုးလိုအရေးပေါ်ပြင်ဆင်မှုတွေအတွက်အဓိကအသုံးပြရမှာဖြစ်ပါတယ်။စစ်မျက်နှာအခြေအနေအပြင်နောက်ထပ်မဟာဗျူဟာမြောက်ရေးကြီးတဲ့ကိစ္စတစ်ခုကတော့တည်ယူပို့ဆောင်ရေးပါပဲ။ယူကရိန်းရဲ့အဓိကတည်ယူပို့ဆောင်ရေးကွန်ရက်ဖြစ်တဲ့ရထားလမ်းအဆောက်အအုံတွေဟာရုရှားရဲ့တိုက်ခိုက်မှုတွေကိုအကြီးအကျယ်ခံနေရပါတယ်။ယူကရိန်းအစိုးရရဲ့ထုတ်ပြန်ချက်အရပြီးခဲ့တဲ့ဩဂတ်စ်လနဲ့နိုင်ရှင်စက်တင်ဘာလမှာရထားလမ်းကိုတိုက်ခိုက်မှုအရေးအတွက်ဟာနှစ်ဆတိုးလာခဲ့လို့သိရပါတယ်။ရထားလမ်းတွေတိုက်ခိုက်ခံရခြင်းဟာယူကရိန်းရဲ့တည်နှံတင်ပို့မှုတွေအရသားခီးသွားလာမှုတွေအပြင်အနောက်နိုင်ငံတွေကထောက်ပံ့တဲ့ဆက်လက်တဲ့ပစ္စည်းတွေကိုစစ်မြေပြင်ရောက်ရှိရလို့အတွက်ပါကြီးမားတဲ့စိန်ခေါ်မှုဖြစ်လာစေပါတယ်။အခြေအနေကိုခြုံငုံကြည့်မယ်ဆိုရင်တော့ရုရှားယူကရိန်းစစ်ပွဲဟာရိုးရိုးစစ်ပွဲတစ်ခုအနေကနေအသွင်ပြောင်းလာနေပြီဆိုတာကိုမြင်တွေ့ရမှာဖြစ်ပါတယ်။ဟုတ်ကဲ့ပါဗျာဗီဒီယိုလေးကတော့ပါပဲ။နောက်နေ့မှာလည်းဗုဒ္ဓရာရစရာသတင်းကိုတင်ဆက်ပေးသွားမှာဖြစ်တာကြောင့်ကျွန်တော်ရဲ့ဆွဲသော entertainment channel လေးကို like and follow လုပ်ပြီးဒီဗီဒီယိုလေးကိုလည်း share ပေးကြပါဦးလို့ပြောရင်းနဲ့ညီကုန်းချုပ်လိုက်ရပါတယ်ခင်ဗျာ။